我那有烟气。ဒါပေမဲ့မင်းကအဖြေပြန်ပေးစရာမလို ကိုကြီးလာသေးရဲ့မလားမေသမီးမေပေါ်မှာလားဟုတ်တယ်သမီးမေတက်ဧည့်သည်ပါလာတယ်ခဏလောက်ဆင်းခဲ့ပါအော်အေးလာပြီအဲ့ကြောင့်မေကိုချစ်တာဆရာကစိတ်ရောက်မဟုတ်ပါဘူးသမီးရဲ့အဖေရင်ခောက်ပါဟုတ်တယ်ဆရာသမီးရဲ့အဖေမလားသမီးသိနေတယ်ဆရာမိုးသားနင်ကဘာလုပ်တာလဲ နင်ငါသမီးကိုတစ်ခုခုပြောကြည့်ဒီတာငါလက်မျိုးရဝင်သွားမှာနော်တကယ်လေကိုင်းနဲ့ချစ်သူတွေဖြစ်သွားပြီနိ